ဒီနေ့တော့ပရိသတ်တွေအတွက်ကရိတန်တာကြီးလာအဖြစ်ပြက်တစ်ခုကိုအခြေခံပြီးရိုက်ကူးထားတဲ့ Clash of the Titan ဆိုတဲ့ရုပ်ရှင်ကို recap အဖြစ်ပြန်လည်တင်ဆက်ပေးရမှာဖြစ်ပါတယ်။ဒီဇလန်မှာဆိုရင်လူသားတွေကိုရုပ်သေးရုပ်တစ်ခုလိုတဘောထားပြီးလူသားတွေရဲ့ကံကြမ္မာကိုသူတို့တဘောအသိမ်းချဲလဲခြင်းတဲ့နတ်ဖျားတွေနဲ့ဘသူရဲ့လက်အောက်ခံမှမဖြစ်လို့ပဲကိုပိုင်ဘဝကိုတိုင်ဖန်တီးခြင်းနဲ့ရဲရဲနဲ့သူရဲ့ကောင်းတို့ကြားကအပြန်အလှန်တိုက်ပွဲအကြောင်းကိုရိတ်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။စလန်ထဲမှာပါဝင်တဲ့စွန်စားခန်းတွေနှစ်တောင်မခတ်စတဲ့ကြီးရှူရမယ့်တိုက်ပွဲတွေနဲ့နတ်ဖျားတွေရဲ့စွမ်းအားတွေကိုဘလို့ရင်ဆိုင်ကြမလဲဆိုတာကိုပရိသတ်တွေစိတ်ဝင်စားအောင်ပုံဖော်ရိတ်ကူးထားတာကြောင့်အခုပဲစားလိုက်ကြရအောင်ပါ။ဇလန်အစားမှာဆိုရင်ကျေပြောလာတဲ့ပင်လယ်ပြင်ကြီးထဲမှာငါးဖမ်းလေလေးသစင်းဟာတရွေ့ရွက်လွင့်နေပါတယ်။လေပေါ်မှာရှိတဲ့ငါးဖမ်းသမားအာကိုဆိုသူဟာပင်လယ်နဲ့ဖက်မွေးလာတဲ့သူဖြစ်တာကြောင့်ပင်လယ်ပြင်တစ်ခုလုံးကိုထုံးလို့မွေရေလိုနောက်ပြီးကျွမ်းကျင်နေပြီမဲ့ကံကောင်းတယ်လို့ပြောရမလားကံဆိုးတယ်လို့ပြောရမလားတသက်လုံးရွက်လွင့်လာခဲ့တဲ့ပင်လယ်ပြင်ကြီးထဲမှာဒီနေ့မှာတော့မထင်မှတ်ပဲပေါ်လောမျောနေတဲ့တင်ပေါ်ပြက်ကြီးသစင်းကိုတွေ့လိုက်ရပါတယ်တင်ပေါ်ပေါ်ကိုရောက်တဲ့အခါမှာတော့ထိုင်လန်းစရာကောင်းလောက်အောင်ပဲလူသေးအလောင်းတွေလက်နက်တွေနဲ့တန်ချက်ကဝတ်စုံတွေနေရာအနှံ့မှာပြန်ကျဲနေတာကိုကြည့်ပြီးတော့ဒီနေရာမှာအတော်လေးပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ခဲ့တယ်ဆိုတာကိုအာကိုတက်ရောက်သဘောပေါက်လိုက်ပါတယ်ဒါပေမဲ့ဘသူတွေနဲ့တိုက်ပွဲဖြစ်နေလဲလို့တွေးနေတုံးတင်ပေါ်ရဲ့အတွင်းဖက်ကနေအတန်တစ်ခုကိုကြားလိုက်ရပြီးတော့အသက်ရှင်ကြံရည်သူရှိနေတယ်ဆိုတာကိုတီးလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲလက်ဖျားတွေဆိုတာတာမန်လူသားတွေလိုပဲအားနေကြတယ်ဆိုတဲ့စကားတန်ကြောင့်အာကိုတယောက်လဲစက်သိမ်းမွေးညင်းထသွားခဲ့ပါတယ်ဒီစကားဟာနတ်ဖျားရဲ့လွမ်းမိုးချုပ်ကိမ်မှုအောက်မှာနေကြတဲ့တူတွေအဖို့ဘလောက်ထိကြောက်စရာကောင်းနေဆိုတာကိုသူကောင်းကောင်းသိနေပါတယ်ဒီအဖြစ်အပျက်တွေကြားထဲမှာအသက်မသေးပဲကြံရစ်ခဲ့တဲ့တူးတဲ့တော့သူကတော့နတ်ဖျားတို့ရဲ့ပရင်ဇူရဲ့သားတော်ဖြစ်တဲ့ကလေးငယ်လေးပါစီရက်စ်ပါပဲပါစီရက်စ်ကိုအသက်မသေးပဲတွေ့ရှိခဲ့တဲ့ငါးဖမ်းသမားအာကိုကသူ့ရဲ့သားအရင်လိုပဲပြုစုဆောင်ရှောက်ပေးခဲ့ပြီးတော့ဒီလိုနဲ့ဆယ်စုနှစ်နှစ်ခုကြာတဲ့အခါမှာတော့ပါစီရက်ဟာအရွယ်ရောက်ပြီးတာမန်ထွားကျိန်းတဲ့လူငယ်တစ်ယောက်ဖြစ်လာပါတော့တယ်။ဒီနေ့မှာတော့ပါစီရက်ဟာသူ့ကိုပြုစုဆောင်ရှောက်ခဲ့တဲ့အာကိုနဲ့အတူပင်လယ်ထဲမှာငါးဖမ်းထွက်နေခဲ့ကြပါတယ်။အရာအလုံးအေးစစ်စစ်ရှိနေတော့မှာပဲညီအောင်ငရဲကပရဲ့ပရင်ဟေဒီစ်ဟာပင်လယ်ရေအောက်ကနေရုတ်တရက်ပေါ်လာပြီးတင်ပေါ်ပေါ်မှာရှိတဲ့လူတိုင်းကိုရရဆက်ဆက်တပ်ပစ်လိုက်ပါတော့တယ်ဒီကြောင့်မဲ့ဖွယ်ရအဖြစ်အပျက်ကနေကံကောင်းထောက်မစွာနဲ့ပါစီရာတယောက်တာအသက်ရှင်ကြံရစ်ခဲ့ပါတယ်ဒီလိုနဲ့ပါစီရာဟာသူရဲ့မိသားစုကိုရရဆက်ဆက်တပ်ပစ်ခဲ့တဲ့ဟေဒီစ်ကိုလက်စားချိဖို့ဆုံးဖြတ်ပြီးပရင်စီဖီယက်ရဲ့တပ်ဖွဲ့တစ်ခုနဲ့ပူးပေါင်းလိုက်ပါတယ်ဒီတပ်ဖွဲ့ဟာလည်းဟေဒီစ်ရဲ့ရန်သူကိုတွန်းလှန်ဖို့အသင်းဖြစ်နေတဲ့အတွက်သူတို့နှစ်ဖွဲ့ပူးပေါင်းပြီးတဲ့နောက်မှာတော့အန်ဒီရဲ့များတဲ့စွန်စားခန့်တစ်ခုစတင်လိုက်ပါတော့တယ်ခရီးလန်းတစ်လျှောက်မှာသူတို့ဟာရနိုင်သမျှတည်အမျိုးမျိုးကိုစုံစမ်းရင်းပင်လယ်ဘလူးကြီးခါရကန်ကိုတည်စေနိုင်တဲ့တတဝတကောင်ရှိတဲ့ဆိုတာကိုသိရှိခဲ့ကြပါတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲအဲ့ဒီတတဝဟာတည်ဆုံးနေပြီဖြစ်တဲ့အတွက်သူတို့ရဲ့အစီအစဉ်ကပျက်စီးသွားခဲ့ရပါတယ်ဒါပေမဲ့လည်းလက်စားချီလို့တဲ့စိတ်ပြင်းပြနေတဲ့ပါစီရက်နဲ့သူ့ရဲ့တပ်ဖွဲ့ဟာလက်မလျှော်ပဲအခြားနည်းလမ်းတစ်ခုကိုရှာဖွေဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့သူတို့ဟာအကြည့်ချင်းဆုံတာနဲ့ကြောက်ရွံ့ဖြစ်တော့စေတဲ့ဘလူးမမက်ဒုဆာရဲ့မျက်လုံးကိုတုံးပြီးတော့ခါရကန်ကိုတပ်ဖြစ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်အဲ့ဒီဆုံးဖြတ်ချက်ဟာအန်ဂျီရဲ့များတဲ့ဆုံးဖြတ်ချက်ဖြစ်ပေမဲ့လည်းအခြားရွေးချယ်စရာမရှိတော့တဲ့အတွက်သူတို့အဖို့တီနီလန်းဟာလည်းခါရကန်ကိုတက်ဖို့တခုတည်းတော့ရွေးချယ်စရာဖြစ်ခဲ့တာပါတစ်ဖက်မှာတော့ကောင်းကင်နန်းတော်မှာရှိတဲ့နတ်ဖျားတွေဟာစုရဲ့သားတော်ပါစီရပ်တယောက်လူသားတွေကိုကူညီနေတဲ့ဆိုတဲ့သတင်းကိုကြားသိခဲ့ကြရပါတယ်ဒီသတင်းကနတ်ဖျားအားလုံးကိုအံ့အားသင့်စေခဲ့တယ်လို့ညီအောက်ကပါကိုအပိုင်စားရတဲ့နတ်ဖျားဟေဒီစ်ကတော့တော်တော်လေးကိုမနာလိုစိတ်ဖြစ်ခဲ့ပါတယ်သူ့ရဲ့အာဏာနဲ့အင်အားကိုပြသလို့စိတ်ပြင်းပြနေခဲ့ပြီးတော့သူ့ရဲ့အကိုအရင်ဖြစ်တဲ့ဇူရဲ့သားလည်းဖြစ်သူ့လည်းဖြစ်တဲ့ပါစီရပ်ကိုတပ်ပစ်ဖို့တိတ်တဆိတ်ကြံစီပါတော့တယ်
Hades ဟာဇူတို့လိုနတ်ဖျားတစ်ပါးဖြစ်တဲ့အတွက်သူရဲ့စွမ်းအားကိုအသုံးပြုပြီးတော့ပါစီရပ်စ်ကိုနှောက်ယှက်မဲ့သူ့ရဲ့အစီအစဉ်ကိုလက်တွေ့အကောင့်ထဲပေါ်ဖို့ကြိုးစားပါတော့တယ်အစဉ်အမြဲတမ်းလို့နှောက်ယှက်ဖြစ်စီနေပြီးတော့နတ်ဖျားကာပြတူဖြစ်တဲ့ပါစီရပ်ကလန်ခီမှာတုံတွေ့ရတဲ့အခက်အခဲတွေဘေးအန္တရာယ်တွေဟာဟေဒီစီရဲ့လက်ချက်တွေမှချက်ချင်းတဘောပေါက်ခဲ့ပါတယ်ဒီအချိန်တွေကနေလွတ်မြောက်ဖို့အတွက်ပါစီရပ်ဟာဟေဒီစ်နဲ့သူ့ရဲ့နောက်ပါတွေကိုအပြည့်တိုင်ချီမုန်းဖို့နီလန်းတွေကိုအတန်နဲ့လဲပြီးရှာဖွေခဲ့ပါတယ်ဒီလိုနဲ့သူတို့နှစ်ဦးကြားကပဋိပက္ခဟာနတ်ဖျားတွေနဲ့လူသားတွေရဲ့ကဘာကူပါရိုက်ခတ်လာနေတဲ့အထိပြင်းထန်လာခဲ့ပါတယ်နောက်ထပ်စောင့်ဝင်ခန်းတစ်ခုမှာတော့ပါစီရပ်နဲ့သူ့ရဲ့အဖွဲ့သားတွေဟာကြောက်မက်ဖွယ်ကောင်းလာတဲ့ဘလူးမမက်ဒူဆာနေထိုင်ရာညီအောက်လိုင်းကူထဲကိုတတိရှိဝင်ရောက်သွားခဲ့ကြပါတယ်ကူထဲကိုရောက်တာနဲ့သူတို့ရှေ့မှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အတော်လေးထိတ်လန့်သွားခဲ့ပြီးလမ်းတစ်လျှောက်လုံးမှာလည်းအသက်ရှင်နေတဲ့တတဝါတွေမတွေ့ရတော့ပဲလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကမက်ဒူဆာရဲ့အကြီးကြောင့်ကြောက်ရွံ့အဖြစ်ပြောင်းလဲသွားတဲ့လူတွေရဲ့ရုပ်ထုတွေနဲ့ပြင်းနေနေတာကိုတွေးလိုက်ရပါတယ်ဒီလိုနဲ့တတိထားပြီးတော့ရှေ့ဆက်သွားခဲ့ကြပေမဲ့ပါစီရက်ရဲ့လူတွေဟာတယောက်ပြီးတယောက်မက်ဒူဆာရဲ့အကြီးကြောင့်ကြောက်ရွံ့တွေအဖြစ်ပြောင်းလဲသွားခဲ့ကြပါတယ်နောက်ဆုံးမှာတော့ပါစီရက်တယောက်တာအသက်ရှင်ကျန်ရခဲ့သည်သူ့အဖွဲသားတွေရဲ့အသက်ကိုနှုတ်ယူခဲ့တဲ့မက်ဒူဆာကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေပါပြီဒါပေမဲ့မက်ဒူဆာရဲ့မျက်လုံးနဲ့တိုက်ရိုက်မျက်လုံးချင်းဆောင်ဖို့မရဲတဲ့အတွက်ပါစီရက်ဟာအကာအကွယ်တစ်ခုခုယူပြီးခက်ခဲတိုက်ခိုက်ခဲ့ပါတယ်နောက်ဆုံးမှာတော့မက်ဒူဆာကိုတတ်နိုင်ခဲ့ပြီးဒီအန်ဒီရဲ့ရှိတဲ့ခီးစင်ကိုတော့အောင်မြင်စွာဖျက်ကျော်နိုင်ခဲ့ပါတယ်ပါစီရပ်ဟာမက်ဒူဆာရဲ့ခေါင်းကိုဖျက်ပြီးတဲ့နောက်မှာတော့မြို့ကိုဖျက်ဆီးဖို့ကြိုးစားနေတဲ့ဟေဒီစ်ကိုတိုက်ခိုက်ဖို့အတွက်အမြန်ဆုံးပြင်ဆင်ပါတော့တယ်ပါစီရပ်ရဲ့မြို့တော်ကိုရောက်လာတဲ့အခါမှာတော့ဟေဒီစ်ဟာသူကိုယ်တိုင်လက်သက်မွေးထားတဲ့ပင်လယ်ဘလူးကြီးခါရကန်ကိုလွတ်ပေးလိုက်ပြီးမြို့ကိုဖျက်ဆီးပါတော့တယ်အဲ့ဒီအချိန်မှာပါစီရပ်ဟာသူတက်ပြီးယူလာခဲ့တဲ့မက်ဒူဆာရဲ့ခေါင်းကိုအတုံးချပြီးခါရကန်ကိုကြောက်ရွံ့အဖြစ်ပြောင်းလဲပစ်ခဲ့တဲ့အတွက်မြို့ကတော့ပြပုံဖြစ်မဲ့အရေးကနေပါစီရက်ကြောင့်ကက်တီလေးလွတ်မြောက်သွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ပါစီရက်ဟာဟေဒီစ်နဲ့တိုက်ခိုက်ရင်းဟေဒီစ်လည်းအရေးနိုင်သွားတာကြောင့်သူနေထိုင်ရာညီအောက်ကဘာကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ပါစီရက်ဟာသူ့ရဲ့အချစ်ဆုံးသူအန်ဒရိုမီတာနဲ့အတူဘဝအသစ်တစ်ခုကိုတည်ဆောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့နှစ်ဦးဟာပျော်ရွှင်အေးချမ်းစွာနေထိုင်နိုင်ဖို့အတွက်မြို့တော်ရဲ့အဝေးဆုံးကလာပါတဲ့ကြေးလက်ဒေတာတစ်ခုကိုထွက်ခွာသွားခဲ့ကြပါတယ်။တနေ့မှာတော့နတ်ဖျားတို့ရဲ့ပရင်စုဟာသူရဲ့သားတော်ကလူသားမျိုးနွယ်အပေါ်ကုညီဆောင်ရှောက်ခဲ့တာတွေကိုဂုဏ်ပြုဖို့အတွက်အခမ်းအနားကြီးတစ်ခုကိုကျင်းပပေးခဲ့ပါတယ်။သူဟာလည်းပါစီရက်ကိုနတ်ဖျားဘဝကိုပြန်လာဖို့ဖိတ်ခေါ်ခဲ့ပြီးကြီးမြတ်တဲ့ရထုတစ်ခုကိုလည်းကမ်းလှမ်းခဲ့ပါတယ်။ဒါအပြင်နတ်ဖျားတွေရဲ့အစွမ်းအစားတွေကိုပေးအပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ဒါပေမဲ့ပါစီရက်ကတော့ဇူရဲ့ကမ်းလှမ်းမှုကိုလက်မခံခဲ့ပါဘူး။သူဟာနတ်ဖျားတွေရဲ့လူတလူစီမံဖန်တီးမှုအောက်မှာနေထိုင်လို့စိတ်မရှိတော့ပါဘူး။သူဟာလူသားတဦးအဖြစ်သူရဲ့ကိုယ်ပိုင်ဘဝကိုသာရွေးချယ်ခဲ့ပြီးသူချစ်ရတဲ့မိသားစုနဲ့အတူတာနေထိုင်လို့ခဲ့ပါတယ်။သူရဲ့ဆုံးဖြတ်ချက်ကဇူကိုအားတင်းစေခဲ့ပေမဲ့ပါစီရက်ရဲ့ရဲစွမ်းတတိနဲ့ခိုင်မာတဲ့စိတ်သက်ကိုမြင်တွေ့ခဲ့ရတဲ့အတွက်ကုန်ယူခဲ့ရင်းနဲ့ပဲစကားလေးကတော့ဒီနေရာမှာပြီးဆုံးသွားခဲ့ပါတယ်။ကြည့်ရှုပေးခဲ့တဲ့တယောက်ချင်းစီကိုပဲအထူးကျေးဇူးတင်ပါတယ်။